Hello Alman, my name is Kinchu and welcome by my God Netherlands Sellers. အားလုံးပဲမင်္ဂလာပါရှင်ကျွန်မနာမည်ကတော့ Kinchu ဖြစ်ပါတယ်ကျွန်မတို့ဒီနေ့ Netherlands မှာလုပ်ငန်းခွင်မှာအသုံးများတဲ့ Netherlands စကားလုံးလေးအချို့နဲ့ကျွန်မတို့စတင်လိုက်ရအောင်။ကျွန်မနည်းနည်းပြောမယ်ကျွန်မအကြောင်းကျွန်မက Netherlands မှာနေတာ6နှစ်ရှိပြီကျွန်မ Netherlands ဘာသာစကားကောင်းနေတာမှမပါဘူးဒါပေမဲ့ကျွန်မမျှဝေချင်တာ Netherlands ဘာသာစကားကိုမျှဝေချင်တာတဲ့ Netherlands နိုင်ငံရဲ့လုပ်ငန်းခွင်ထဲမှာ3နှစ်3လရှိတဲ့အခြေအနေလေးတွေကျွန်မတို့ကျောင်းမှာတင်တာနဲ့တကယ်လုပ်ငန်းခွင်ထဲမှာသုံးတဲ့ဟာနဲ့တချို့ဟာလည်းအရန်ကွာတယ်အဲ့ဒါလေးကိုကျွန်မမျှဝေပေးချင်တာအဲ့ဒီသဘောနဲ့ကျွန်မဒီဗီဒီယိုလေးလောက်တာပါကျွန်မအတန်ထွက်ကနဲ့လွဲနေတာဘာညာရှိဆိုလဲကျွန်မကြိုတင်ပြီးတော့တောင်းပါပါတယ်ရှင်ကျွန်မတို့မနေတော့ပြောထားတယ်ခုတဲ့မော်ရကန်ပြပြီဆိုတာအလုပ်စလုပ်ပြီးဆိုတော့ခုတဲ့မော်ရကန်အဲ့တော့နောက်ထပ်တနေ့ပြောကြသေးခုရဲ့မော်ရကန်ခုရဲ့မော်ရကန်အတူတူပဲเนาะတချို့ကျခုတဲ့မော်ရကန်ပြောတယ်တချို့ကခုရဲ့မော်ရကန်ပြောတယ်ပြီးလို့ရှင်ဟိုဟယ်လိုအတူတူပါပဲကိုလေးခါပဲဖြစ်လို့ပေါ်ကံပဲဖြစ်အဲ့ဒါမဖြစ်မနေဘူးတွေ့နှုတ်ဆက်ကပါတယ်ကိုကအလုပ်ရောက်ပြီးနှုတ်ဆက်ပြီးလို့ရှင်ကိုကအလုပ်ကတန်းလုပ်ကမဟုတ်အလုပ်ကပြောမယ်ဆိုခမန်းကြီးကတော့15မိနစ်လောက်စောပြီးရောက်ကြတာများတယ်နောက်ကြတာထက်လေစောရောက်ကြတာများတယ်အဲ့တော့သူတို့က15မိနစ်မှာကန်တင်းမှာကော်ဖီတောက်တယ်စကားဆက်မိပြောတယ်အခါကျရင်တယောက်တွေ့ပြီးဆိုရင်ကိုရဲ့အစ်စ်ဆိုတော့ဒီတိုင်းပဲနေလို့မရဘူးခါထက်နေကောင်းလားဘလို့လဲသူတို့ကအဲ့လိုမျိုးမေးတယ်ကိုလာမေးတယ်ကိုကလည်း goed danke ပြုံးလေးနဲ့ပြန်ဖြေတယ်သူတို့ပြုံးလို့အရန်ပြုံးပြီးတော့ဟိုရဲတင်းပွင့်လင်းပြောတာအရန်ကြိုက်တယ်ကိုမှားတယ်ဆိုရင်တော့ပွင့်လင်းသူတို့ပြောချင်သူတို့မှားရင်ပြင်ပြီးတယ်ကျောင်းမှာသင်ရတော့ကလေ who cut hat mat ကြောင်အလုပ်တကယ်အလုပ်ထဲမှာဘယ်မှအဲ့လိုအရှိကြီးလည်းမပြောဘူးဒါပေမဲ့သူတို့ပြော who cut hat ဆိုကိုစားရတော့ဘာလို့ cut hat ဘာတော့ဟာအဲ့လိုမျိုးပေါ့သူတို့ကရှေ့က who ကပြောက်သွားအမှန်တကယ်တော့ who cut hat ရှေ့က who က automatic ပြောက်သွားအဲ့တော့ who cut hat နောက်ထပ်တစ်ခုကကြတော့ alles goed နေကောင်းလားအဆင်ပြေလားအတူတူပဲခုန cut hat နဲ့အတူတူပဲเนาะနေခင်းမရောက်သွားပြီနေခင်းမရောက်ပြီဟေ့ဆိုလို့ချင်းနေခင်းမအလုပ်လာဝင်တဲ့လူတွေရှိရပါတော့သူတို့ခလေးတွေအကြောင်းပြီးမှလာတဲ့လူနဲ့တချို့ကြတော့လဲသူတို့ရဲ့ appointment နဲ့ပြီးမှလာတဲ့လူအဲ့ခါကျရင်ကိုနဲ့သူနဲ့ရအခုမှစတွေ့တယ်မနေ့တည်းကမတွေ့ရသေးဘူးအခုမှစတွေ့တယ်ဟေ့ဆိုရင်ခုဒီ mid အဲ့ခုဒီ mid ဆိုတော့12နာရီကြော်မှပြောလို့ရတာเนาะ12နာရီထိုးဖို့15မိနစ်လောက်လိုပါသွားပြီးတော့ပြောလို့မရဘူးကိုကတခါစရောက်တော့မသိဘူးဩ12နာရီထိုးဖို့15မိနစ်လိုပဲနေရလဲကြစ်တောက်ပူနေရပဲအဲ့ကြရင်လေခုဒီ mid သွားလို့စတာလေသူကနိုင်ကြည့်ပဲနေခင်ချိုခုရင်မော်ရကန်အဲ့ခါကျရင် okay sorryခုတည်းမော်ရကန်အဲ့လိုမျိုးပြန်ပြောပါပေါ့နော်သူတို့ကလုံးတိကျတဲ့လူတွေထဲမှာပါတယ်ညနေပဲပြန်မယ်ညနေပဲပြန်ပြီဟေ့ဆိုရင် final iPhone ကောင်းသောညနေခင်းမှာ final iPhone ပြီးလို့ရှိရင်ကိုပြောပြန်မဲ့နေ့ကတောက်ကြနေဆိုပါတောက်ကြနေဆိုစနေနေ့ကိုအလုပ်ပိတ်ပြီလေအဲ့ခါကျတော့ weekend ဖြိုသွားပြီဆိုရင် fine weekend ဆိုလို့ချင်း fine weekend လို့ပဲပြောမယ် iPhone ဆိုလို့ချင်းညနေဘက်ဆိုလို့ချင်း final iPhone ပြောမယ် iPhone မှာကျတော့ final နားဆိုတဲ့ဟာလေးပါတယ်weekend မှာကျတော့ fine iPhone ပဲ final weekend လို့မပြောဘူးအဲ့ဒါလေးတစ်ချက်သတိထားပြီးတော့ fine weekend final iPhone အကောင်းဆုံးညနေခင်းမှာအကောင်းဆုံး weekend ဖြစ်ပါစေအဲ့လိုမျိုးလေးပြောတယ်ပြီးလို့ရှိရင်ကိုက tot morgen ဒါကိုကမနေ့ကအလုပ်ပြန်ဝင်မယ်ဆို tot morgen အလုပ်ပြန်ဝင်ဦးဆိုလို့ရှိရင်ကိုပြန်ဝင်မဲ့နေ့ပေါ့နော်ကိုကကြက်တာပင်းနေ့မှာအလုပ်ပြန်ဝင်မယ်ဆို tot donderdag တောက်ကြနေ့မှာအလုပ်ပြန်ဝင်မယ်ဆို tot vrijdag အဲ့လိုမျိုးလေးပြောပါတယ်ပြီးရှင်အခုကျမတို့ပြောထားအဲ့ခါလေးတွေကိုကျွန်မနောက်တစ်ခေါက်ပြန်ရွတ်ပြမယ်နော် Goedemorgen Goedemorgen hoi hallo ပြီးလို့ရှိရင် hoe gaat het alles goed Goedemiddag fijne avond fijn weekend tot morgen doei ပြီးသွားပါပြီအဲ့ဒါကတော့ဒီမှာနှုတ်ဆက်နေကြဟာလေးပေါ့နှုတ်ဆက်နေကြစကားလုံးသုံးနှုံးပြောဆိုလေးပေါ့နော်ကျွန်မတို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်မတို့မေးကြတယ်ပါရှင်ကွန်ပျူတာပိုင်း like and subscribe လုပ်ခဲ့ပေးပါရှင်ဆက်ပြီးတော့နောက်ထပ်ကျွန်မတို့နောက်တစ်ခေါက်ဗီဒီယိုအတွက်ကိုမိတ်ဆက်တာတွေပြောရအောင်အလုပ်အသစ်စဝင်မဲ့လူတယောက်အတွက်လीနော်တူ